ဂလာညကျမ်းပါပဲဒီနေ့ညဆရာမဖတ်ပြီးပုံမြင်လေးကတော့ငါငချိတ်ပေါင်းစားလို့ကောင်းငါငချိတ်ပေါင်းစားလို့ကောင်းဆိုတဲ့ခေါင်းစဉ်လေးရဲ့အောက်မှာပုံမြင်လေးရဲ့နာမည်ကတော့မြုပ်သီးတိုက်ပွဲဟိုးရှိတုန်းကဝေယောင်နန်းတော်ကြီးမှာငါးကလေးတွေငှက်ကလေးတွေရှိတယ်သူတို့အားလုံးဟာနတ်ဖြူကြီးရဲ့အုပ်ချုပ်မှုအောက်မှာပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတယ်တနေ့မှာတော့ကြောက်စရာကောင်းတဲ့ငွေစိုးကြီးတစ်ကောင်ရောက်လာပြီးငါးကလေးတွေငှက်ကလေးတွေကိုဖမ်းယူစားတော့ပစ်တယ်အဲ့ဒီအခါနတ်ဖြူကြီးကအားလုံးကိုနန်းတော်ကိုခေါ်လိုက်ပြီးငွေစိုးကြီးကိုနှင်ထုတ်ပစ်ဖို့တိုင်နေကြတာပေါ့သူတို့ဟာနန်းတော်ကြီးကအဆက်အဆုံမြုပ်သီးတွေယူပြီးငွေစိုးကြီးကိုဝိုင်းပစ်ကြတယ်ငွေစိုးကြီးလည်းမြုပ်သီးပူဆက်တဲ့တံကိုမခံနိုင်ပဲပြေးသွားပါလေရောငွေစိုးကြီးမရှိတော့တဲ့အခါမှာရေကန်တဲကငါးကလေးတွေနဲ့ဥယျာဉ်တဲကငှက်ကလေးတွေဟာရေလိုပဲတူကိုတူပူညင်ချစ်ချစ်ခင်ခင်နဲ့ငြိမ်းချမ်းစွာအတူနေထိုင်သွားကြပါတော့တယ်ဒါဟာချီလုံးချင်းရဲ့အင်အားပေါ့ပဲဆရာမဆက်ပြီးတော့ဖတ်ပြမယ်စလုံးလေးတွေကတော့ငါဒီအခရာအမီငါနဲ့ရေးလို့ရတဲ့စကလုံးလေးတွေပေါ့ငါငွေမြုပ်သီးငှက်ငန်းဖြူပုံမြင်လေးထဲမှာပါတဲ့ငန်းဖြူဒါဆိုရင်ငန်းဖြူပေါ့နော်နောက်တစ်ခုကဒါဆိုရင်ငှက်ကလေးဒါဆိုရင်ဒါတွေဟာငါနဲ့ရေးလို့ရတဲ့စကလုံးလေးတွေပေါ့ပဲဒီနေ့ညမှာဆိုလို့ရှိရင်မြုပ်သီးတိုက်ပွဲငါပုံမြင်ကနေမှာငါးကလေးတွေနဲ့ငှက်ကလေးတွေအနိုင်ရတော့တာဘာကြောင့်လဲငါးကလေးတွေနဲ့ငှက်ကလေးတွေကိုဘသူကအုပ်ချုပ်တာလဲပုံပြင်လေးထဲမှာပါတဲ့ငါနဲ့စတဲ့စကလုံးတွေကိုလိုက်ရှာကြည့်ပါနော်ဆိုတော့ခါကြတော့ပုံပြင်လေးကိုနားထောင်ပြီးတော့ငါနဲ့ရေးလို့ရတဲ့စကလုံးလေးတွေရှာမယ်ပြီးတဲ့အခါကြလို့ရှိရင်ငါးလေးတွေရဲ့ဘယ်လိုမျိုးစီငါးလေးတွေငှက်ကလေးတွေရာသူတို့နန်းတော်ကိုဘယ်လိုကာကွယ်လဲဆိုတာလေးကိုစဉ်းစားကြမယ်နော်ဒီမှာလာမှာပါဆိုရယ်